Hello မင်္ဂလာပါရှင်။ຫນွေဥယျာဉ်ပါအခုပြန်လည်မျှဝေချင်တာပေါ့နော်ဘာလို့လဲဆိုတော့အခုအခက်ခဲတွေဖြစ်နေကြတာဒီဇိုင်နာတွေနောက်ပြီးလို့ချင်းဆက်ချုပ်တဲ့သူတွေပေါ့နော်အခက်ခဲဖြစ်နေကြတဲ့ဒီ handmade ကိစ္စလေးပေါ့နော်အဓိကပြဿနာဘယ်လိုမျိုးဖြစ်နေကြလဲဆိုတော့အခုလို body frame ကိုချုပ်တယ်ချုပ်ပြီးသွားလို့ရှိရင်ဒီလို sequence လေးတွေထိုးခြင်းတယ်ဆိုလို့ရှိရင်မထိုးတတ်တဲ့ခါကျတော့အခြားတွေကိုပြန်အပ်ကြတယ်ပေါ့နော်အပ်တဲ့ခါကျတော့ကြန့်ကြာတာတွေရက်ချင်းတွေအဲ့လိုမျိုးခက်ခဲတွေရှိတယ်အမတို့ຫນွေဥယျာဉ်ရဆိုလို့ရှိရင်အမြဲတမ်းကိုယ့်ရဲ့ဝန်ထမ်းတွေတော်တော်များများအကုန်လုံးอ่ะပေါ့နော်ဒီ handmade ပညာလေးတွေကိုတက်ကြတဲ့ခါကျတော့အမတို့ကအခြားကိုဘယ်တော့မှမအပ်ကြဘူးအဲ့တော့ကိုလိုချင်တဲ့ပုံစံလေးကို frame လေးကိုချုပ်ပြီးသွားပြီဆိုတာနဲ့ဘယ်နေရာလေးထိုးတယ်ဟဲ့ဘယ်နေရာထပ်လိုတယ်ဘာညာဆိုတဲ့ဟာကကိုယ့်အကူကိုယ်တိုင်တက်ထားတယ်ဆိုလို့ရှိရင်အရန်ကိုလွယ်ကူတဲ့ပညာရေးတစ်ခုဖြစ်သွားမယ်ပေါ့နော်ဘာလို့လဲဆိုတော့အရန်လဲအဆက်ပြီးအရန်လဲလှသွားမယ်ပေါ့နော်သူများကိုလည်းအရင်အားကိုးစရာမလိုတော့ဘူးပေါ့နော်နောက်ပြီးလို့ရှိရင်ဈေးနှုန်းတွေဆိုလို့ရှိရင်လည်းအမားတို့ဆိုကိုရီကိုလာအပ်တယ်ဆိုရင်ဒီချုပ်ပြီးသားဒီ sequence ပါပြီးသားဘလောက်ဆိုတော့တစ်ခါတည်းတန်းပြောနိုင်တယ်တချို့ကိုယ်တိုင်ဒီ handmade ပညာကိုမတက်တဲ့ခါကျတော့လေဘယ်လိုမျိုးဖြစ်လဲဆိုတော့အခြားမှာသွားရင်ဟာဘလောက်လဲဆိုတော့မသိတဲ့ခါကျတော့ customer ကိုဘယ်လိုမျိုးတစ်ခါတည်းတောင်းလို့မရဘူးပေါ့နော်အဲ့လိုခက်ခဲလေးတွေတော်တော်လေးများလာတဲ့ခါကျတော့အဲ့လိုလေးကိုမျှဝေချင်တာပေါ့နော်အဲ့တော့အမားတို့ကကြတော့ဒီ online class ဖွင့်ဖို့လည်းရှိတယ် handmade ပညာနဲ့ပတ်သက်တဲ့ဟာပေါ့နော်sequence ထိုးတာရှိမယ်အဲ့ဟိုပိတ်စာလေးတွေကိုပုံဖော်တာလေးတွေရှိမယ်ပကြီးဆွဲတာတွေရှိမယ်နောက်ပြီးလို့ရှိရင်ပစင်းကောင်းလေးတွေအဲ့လိုမျိုးပေါ့နော်ပိတ်စာနဲ့ handmade လုပ်တဲ့ဟာမျိုးလေးတွေအဲ့ဒါလေးတွေအကုန်လုံးကို online class နဲ့အရင်ဆုံးသင်ဖို့ရှိပါတယ်ပေါ့နော်အဲ့တော့အမတခုအရင်ဆုံးဒီထည်လေးကိုဖြစ်တဲ့အခါမှာအမကထိုးပုံထိုးနည်းလေးကိုအခုလောလောဆယ်တော့အမတို့ကပညာဒါနအနေနဲ့တင်ပြပေးမှာပေါ့နော်ပြပေးမှာပေါ့နော်အခုကြော်ညာပေးမယ်အဲ့ကြည့်ပေးပေါ့နော်တကယ်စပြီးတော့ဒီအပ်ထဲ့တဲ့အစပြီးတော့အစကနေပြီးတော့အဆုံးမှာဘယ်လိုမျိုးခိုင်ခန့်အောင်ဘယ်လိုမျိုးလုပ်ရမယ်ဆိုတဲ့ဟာပါအမတို့အစဆုံးတင်ပေးမှာပေါ့နော်ကဲအခုဆိုလို့ရှိရင်ဒီမှာเนาะဒါဆိုရင် sequence ရဲ့ crystal လေးတွေပေါ့နော်အဲ့ဒါလေးတွေကိုအမတို့ကဒီထိုးနည်းလေးကိုတင်ပြပေးမယ်เนาะဒီလိုထိုးပြီးွားပြီဆိုတာနဲ့ဒီရဲ့အင်ဂျီပေါ်မှာပေါ့နော်ဒီမှာလေเนาะဒီ sequence လေးတွေထိုးတဲ့ဟာလေးကိုဒီလိုလေးထိုးတက်လိုက်တာနဲ့ဒီလိုလေးထိုးတက်လိုက်တာနဲ့ဒီအင်ကြီးရဲ့တစ်ထည်ရဲ့အလှလေးကအရန်ပေါ်ရတယ်เนาะအဲ့တော့ဗမာမှလည်းအဆရာမလိုပဲနဲ့လွယ်လင့်တကူနဲ့ဒီပစ္စည်းလေးတွေကုန်ကျန်းလေးတွေကုန်တာအစအရန်ကိုပေါ့เนาะကိုချွေတာပြီးတော့ထိုးပေးလို့ရပါတယ်ပေါ့เนาะနည်းနည်းလေးရှိုံနဲ့အလှဆင်လို့ရပါတယ်အဲ့ဒါလေးတွေကိုတကယ်ဒီဇိုင်နာတွေတကယ်ချုပ်တဲ့လူလေးတွေအတွက်ကိုပေါ့เนาะဒီမှာလေဒါဆို crystal လေးဒါလေးဆိုရင်ရွှေအောင်လေးဒီ၃မျိုးလေးပဲဆက်ပြီးထိုးထားရုံနဲ့နည်းနည်းလေးပဲကုန်တယ်เนาะဒါလေးရပါတယ်